ကျွန်တော်တို့ရုံးရင်းဆန်ခဖြစ်နေပါလေဒီမှာအထက်ကလူကြီးတဲ့အကောင်လုံးဟိုလှုပ်ပေးကြပါဦးကျွန်တော်တို့ဒီမှာလှုပ်ပေးကြပါဦးဒီမှာလေကျွန်တော်တို့တားပဲဟိုလက်နဲ့တင်လာပြီးမှလာပြီးမှခဏအများအားလာဖမ်းနေကြပါတယ်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match လ21ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမိုးကုတ်မြို့နောက်ပိုင်းမှာရှိတဲ့ရဲစခန်းနဲ့စစ်ခွေးတွေတပ်ဆွဲထားတဲ့နေရာများကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကဒရုန်းများနဲ့ဘုံကျဲတိုက်ခိုက်ရာစစ်ခွေးတွေဘက်ကထိခိုက်သိမ်းဆုံးမှုတွေရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မိုးကုတ်မြို့အရှိချမ်းနဲ့အနောက်ချမ်းတို့မှာမနေ့ကမတ်လ20ရက်နေ့ကထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးတပ်ကတပ်ဆွဲထားတဲ့ပြည်သူ့စေယုံနဲ့အနောက်ပိုင်းရဲစခန်းတို့မှာဒရုန်းတွေနဲ့တိုက်ခိုက်ခြင်းခံလိုက်ရတယ်လို့သိရပါတယ်မိုးကုတ်အနောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်အရှိပိုင်းမှာလည်းရောင်သုံးပင်ဘက်ကနေပြစ်တဲ့လက်နက်ကြီးပစ်ခတ်တန်းတွေဇက်တိုက်ကြားနေရတယ်လို့စီရေးသတင်းအရင်းမြစ်ကပြောပါတယ်လက်ရှိမှာစစ်ခွေးတပ်ဟာတကောင်းဘက်ကနေတော်လိုင်းတပ်ဖွဲ့များဝင်ရောက်လာတယ်ဆိုပြီးတော့ပြောင်ကောင်းနေမြေတစ်ခုလုံးကိုစစ်စင်ရေး area အဖြစ်နဲ့သတ်မှတ်ထားပါတယ်ဒါအပြင်ကြောက်စင်ဘောမာချက်ပြင်းနဲ့ရေဦးကြီးဘက်ကိုလည်းစစ်ကြောင်းတွေခွဲပြီးတော့ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်အဲ့ဒီထိုးစစ်တွေမှာစစ်ခွေးတပ်ရဲ့တပ်မ95နဲ့တပ်မ33ပူးပေါင်းတပ်များကအရှိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်နေခြင်းဖြစ်ပြီးဘောမာရွာအနောက်တောင်ဘက်မှာရှိတဲ့ပန်းတော်စူးပုံနဲ့တဲဖြူတောင်ရွာကြီးရွာများကိုလည်းလေကြောင်းကနေပြီးတော့ကင်းထောက်မှုတွေဇက်တိုက်ပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရင်းမပင်မြို့နယ်မှာရှိတဲ့ကျေးရွာများကိုတလကြော်ကြအောင်လှည့်လည်ပြီးတော့စစ်ကြောင်းထိုးကမီးရှို့လူရနေတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ခွေးအယောက်80ခန့်သေဆုံးပြီးတော့လက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလဇန်ပိုင်းကစတင်ပြီးတော့အင်အား200ကျော်ပါဝင်တဲ့အကြမ်းဖက်စစ်ကြောင်းကရင်းမပင်မြို့နယ်အနောက်ပိုင်းမှာရှိတဲ့ကျေးရွာပေါင်း30ခန့်ကိုလေကြောင်းပစ်ကူများအသုံးပြုပြီးတော့စစ်ကြောင်းထိုးခဲ့ပြီးကျေးရွာများကိုမီးရှို့ခြင်းနဲ့ပြည်သူပိုင်ပစ္စည်းများကိုလူရဲချင်းများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပခုတ်ကူမြို့နယ် PDF တပ်ခွဲ3ဟာဒေသကာကွယ်အဖွဲ့များနဲ့ပူးပေါင်းကခရီးဝေးကိုတွားရောက်ပြီးတော့စစ်ကူပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲများအတွင်စစ်ခွေးတွေဘက်ကအထိနာပြီးတော့အင်အားအများပြားနဲ့တိတ်ဆုံးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပခုတ်ကူ PDF တပ်ခွဲ3ကတောင်းရှိသူတို့ကမြင်းမပင်မြို့ပေါ်ကနေထွက်လာတဲ့စစ်ခွေးအင်အား200လောက်ပါတဲ့စစ်ကြောင်းကိုကျွန်တော်တို့တွေကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။မီတာ30လောက်အထိကိုအနီးကပ်ပြစ်ကြတာဆိုတော့ကျွန်တော်တို့မျက်မြင်ကိုမြင်နေရတာပါ။အင်အား200လောက်လာတာအယောက်100နီးပါးသေသွားတယ်အယောက်80လောက်ကအကျိုးကန်းတွေဖြစ်ပြီးတော့အယောက်30လောက်ပဲကောင်းကောင်းပြန်ဆုတ်သွားနိုင်တာသေတဲ့ကောင်တွေနဲ့ဒဏ်ရာရတဲ့ကောင်တွေကိုပကတ်တွေကားတွေနဲ့အခါခါလာတဲသွားရတာပါလို့အတီးပြုတ်ပြောကြားထားပါတယ်မတ်လ18ရက်နေ့နဲ့18ရက်နေ့တွေမှာစစ်ခွေးတပ်ဘက်က Jet Fighter များဂျိုင်ရိုကော်ပတာများနဲ့အသေးခံ drone အကြိမ်30ခန့်အသုံးပြုကနေညမပြတ်ဘုံကျဲတိုက်ခိုက်ခဲ့တော့လေဒေါ်လာရင်းတပ်ဖွဲ့များကစက်ခွာပေးခြင်းမရှိဘဲနဲ့6နိုင်နီးပါးကြာအောင်ခုခံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်မတ်လ19ရက်နေ့မှာစစ်ခွေးတွေတပ်ဆွဲထားတဲ့နေရာများကိုထပ်မံပြီးတော့ဝင်ရောက်တိုက်ခိုက်ခဲ့ရာခဲယမ်းမိကြောင့်များစစ်သုံးဆောင်ပစ္စည်းများနဲ့6ဝက်တစားများကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲကိုပခုတ်ကူ PDF တပ်ခွဲ3 column 1ရင်းမာပင်အမှတ်1စစ်ကြောင်းကနေတပ်ရဲ20အရခတပ်တော် AA ပခုတ်ကူခရိုင်အမှတ်15တပ်ရဲမြောက်ပိုင်းကြား9ကောင် PDF နဲ့ဒေသခံတပ်ရဲများကစုပေါင်းပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာဒေါ်လိုင်းရဲဘော်9ဦးတိုင်းပြည်အတွက်အသက်ပေးလူခဲ့ရပြီးတော့9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပခုတ်ကူ PDF ကတာဝန်ရှိသူကရင်းမာပင်မြို့ပေါ်မှာစစ်ခွေးတွေခြေရှုပ်နေတော့မို့လို့တိုက်ပွဲကအချိန်မရွေးပြန်ဖြစ်နိုင်ပါတယ်ပြည်သူတွေအနေနဲ့လုံခြုံရေးအသည့်လုံခြုံရေးသတိအမြဲရှိကြဖို့နဲ့သတိလက်လို့မနေကြဖို့တိုက်တွန်းချင်ပါတယ်လို့ပြောဆိုလိုက်ပါတယ်လက်ရှိမှာအထိနာသွားတဲ့စစ်ခွေးစစ်ကြောင်းဟာရှေ့ကိုဆက်မတိုးနိုင်တော့ဘဲနဲ့ဒဏ်ရာရတဲ့စစ်ခွေးတွေကိုတင်ငါးများစစ်ကားများနဲ့ရင်းမာပင်မြို့ပေါ်မှာရှိတဲ့ဆေးရုံကိုပို့ဆောင်ကဆေးကူသမှုတွေခံယူနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့များကို drone စစ်စင်ရေးအတတ်ပညာများတင်ကြားပေးရန်ပူးပေါင်းကြံစည်မှုနဲ့ယူကရိန်းနိုင်ငံသား6ဦးနဲ့အမေရိကန်နိုင်ငံသား2ဦးအပါအဝင်စုစုပေါင်းနိုင်ငံသား9ဦးကိုဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖမ်းဆီးခံသူ9ဦးတည်းကအမေရိကန်နိုင်ငံသားမက်သရိုဗန်ဒိုက်ဟာအိန္ဒိယနိုင်ငံကနေတစ်ဆက်မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်ကတိုင်းသားလက်နက်ကိုင်အဖွဲ့များကိုလေ့ကျင့်ပေးခဲ့သူဖြစ်တယ်လို့သိရပါတယ်။၎င်းဟာအိန္ဒိယနိုင်ငံအတွင်းပိတ်ပင်ထားတဲ့အဖွဲ့အစည်းတချို့ကိုလည်းလေ့ကျင့်ပေးခဲ့ဘူးကြောင်းအိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ NIA ကထုတ်ပြန်ထားပါတယ်
လက်ရှိမှာဖမ်းဆီးခံသူများကိုဒေလီတရားရုံးရဲ့အမိန့်အရ NIA က17ရက်ကြာထိန်းသိမ်းစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။ဗန်ဒိုက်ဟာလုံခြုံရေးဆိုင်ရာကျွမ်းကျင်သူမှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးသူနဲ့စစ်မြေပြင်သတင်းတော်အဖြစ်နဲ့အမည်တပ်ထားတော်လဲ၎င်းရဲ့နောက်ွယ်မှာပုံပုံနဲ့နေတဲ့အခန်းကဏ္ဍများရှိနိုင်တယ်လို့သတင်းရင်းမြစ်များကပြောဆိုထားပါတယ်။အဲ့ဒီဖမ်းဆီးမှုများကြောင့်အိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့လုံခြုံရေးအားနည်းချက်များနဲ့ဒေသတွင်းမှာရှိတဲ့အိန္ဒိယရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားများကိုပြန်လည်ပြီးတော့အာယုံစိုက်လာကြတာကိုတွေ့ရပါတယ်။ရခိုင်ပြည်နယ်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိစပ်နေတဲ့ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်ပြီးတော့အိန္ဒိယနဲ့တရုတ်နိုင်ငံစလုံးကအခြေစိုက်ရန်ကြိုးပမ်းနေတဲ့နေရာပဲဖြစ်ပါတယ်။အိန္ဒိယဟာဂလန်ဒန်စီမံကိန်းအောက်မှာရှိတဲ့စစ်တွေစိတ်ကမ်းကနေတစ်ဆင့်ခိုင်မာခြေကုပ်ယူထားပြီးတော့တရုတ်ကတော့ကြောက်ဖြူစိတ်ကမ်းနဲ့ရေနံနဲ့တဘာဝဓာတ်ငွေပိုက်လိုင်းများနဲ့အကျိုးစီးပွားကိုတိစောက်ထားကြပါတယ်။အမေရိကန်ဟာလည်းတရုတ်ကိုစောင့်ကြည့်ရန်နဲ့အရေးပါတဲ့သင်္ဘောလမ်းကြောင်းများကိုထိန်းချုပ်နိုင်ရန်မြန်မာအနောက်ဘက်ကမ်းရိုးတန်းမှာခြေကုပ်ရယူလိုပြီးတော့စစ်တပ်ကိုစန့်ကျင်မှုအတွက်တော်လှန်ရေးအဖွဲ့များကိုထောက်ပံ့နေတယ်လို့ယူဆရပါတယ်။အိန္ဒိယနဲ့မြန်မာဟာကီလိုမီတာ1643ရှည်လျားတဲ့ကုန်းတွဲနယ်နိမိတ်နဲ့ရေပြင်ပိုင်နက်ပါထိစပ်နေပါတယ်။အိန္ဒိယအတွက်အဓိကလုံခြုံရေးစိန်ခေါ်မှုဟာနာဂလန်မဏိပူရနဲ့အာသံပြည်နယ်များကသဘုံအဖွဲ့များကမြန်မာနိုင်ငံအနောက်မြောက်ဘက်တောင်တန်းဒေသများကိုခိုးလုံရအဖြစ်နဲ့အသုံးမပြုနိုင်စေရန်တားဆီးရေးပင်ဖြစ်ပါတယ်။အိန္ဒိယရဲ့တန်တမာရေးရာချင်းကပ်မှုများဟာရခိုင်က Look East မူဝါဒကနေ Act East မူဝါဒကို၎င်းနောက်ပိုင်းမှာ Neighborhood First အိန္ဒိချင်းဦးစားပေးနဲ့မဟာစာဂါမူဝါဒများအဖြစ်နဲ့ပြောင်းလဲကျင့်သုံးခဲ့တာကိုတွေ့ရပါတယ်။မဟာဗျူဟာကျွမ်းကျင်သူများရဲ့ပြောဆိုချက်အရမြန်မာနိုင်ငံဟာတရုတ်ရဲ့တဦးတည်းသောထိန်းချုပ်မှုအောက်ကိုရောက်မသွားစေရန်အိန္ဒိယအနေနဲ့မဖြစ်မနေလှုံ့ဆော်ရမယ်လို့ပြောဆိုထားပါတယ်။လွန်ခဲ့တဲ့9နှစ်တာကာလအတွင်းမြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့ပြည်တွင်းရေးအခြေအနေများဟာများစွာပြောင်းလဲလာခဲ့ပြီးတော့ချင်းပြည်နယ်မှာတိုင်းသားလက်နက်ကိုင်များကနယ်မြေစိုးမိုးမှုများရရှိလာခဲ့ပါတယ်။လက်ရှိမှာစစ်ခွေးတပ်ဟာဆုံးရှုံးသွားတဲ့နယ်မြေများကိုပြန်လည်ရယူရန်ရန်နိုင်မင်းစစ်စင်ရေးနဲ့တံပြန်ထိုးစစ်ဆင်မှုများဆင်နွှဲနေတော့လေဒိုင်းသားအဖွဲ့များနဲ့ PDF များကနယ်မြေရဲ့90%ကိုထိန်းချုပ်ထားဆဲဖြစ်ပါတယ်။အိန္ဒိယအတွက်အကြီးမားဆုံးသောစိုးရိမ်စရာဟာတရုတ်လုပ် drone များလိုမျိုးလက်နက်များကိုနှစ်ဖက်စလုံးကအသုံးပြုလာခြင်းပဲဖြစ်ပါတယ်။အဲ့ဒီဒေသတွင်ကြီးစားစစ်သားတွေလှုပ်ရှားနေခြင်းဟာဆယ်စုနှစ်များစွာရှိခဲ့တော့လေအခုလိုမျိုးဖမ်းဆီးရမိခြင်းဟာအိန္ဒိယရဲ့တင်းကျပ်သောရည်တည်ချက်ကိုပြလိုက်ခြင်းသာဖြစ်ပါတယ်။ခီးသွွားဗီဇာကိုအသုံးပြုပြီးတော့စီရေးလှုပ်ရှားမှုများလှုပ်ဆောင်ခြင်းနဲ့အိန္ဒိယမြေကိုအသုံးပြုပြီးတော့လက်နက်မှောင်ခိုသွင်းခြင်းဟာအိန္ဒိယရဲ့အချုပ်အခြာအာဏာကိုပြင်းထန်စွာချိုးဖောက်တာလို့အိန္ဒိယကယူဆနေပါတယ်။အိန္ဒိယနိုင်ငံဟာ1990ပြည့်နှစ်များကတည်းက၎င်းရဲ့နယ်မြေကိုအိန္ဒိချင်းနိုင်ငံများကိုတိုက်ခိုက်ရန်အသုံးပြုခွင့်ပေးမှာမဟုတ်ဘူးလို့တရားဝင်ပြောကြားထားခဲ့ပါတယ်။ဘင်္ဂလားပင်လယ်အော်ရဲ့မဟာဗျူဟာကျတဲ့တီနီယာကြောင့်ပြင်ပဩဇာများတရုတ်သို့မဟုတ်အနောက်အုပ်စုတွေဝင်ရောက်ဆွတ်ဖက်လာခြင်းကိုအိန္ဒိယကအလွန်အမင်းစိုးရိမ်နေပါတယ်။ဒါကြောင့်အခုဖမ်းဆီးမှုများနဲ့စုံစမ်းစစ်ဆေးမှုများဟာအိန္ဒိယအမျိုးသားလုံခြုံရေးအတွက်အလွန်အရေးပါတဲ့လှုပ်ဆောင်ချက်များလို့သုံးသပ်ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်အမှတ်9ရပ်ကွက်အတွင်းမှာရှိတဲ့ပြည်သူ့ဝိုင်းနေအိမ်အလုံး100ကျော်ကိုစစ်ခွေးတပ်နဲ့အစီပင်ကဒီကနေ့မနက်ပိုင်းမှာအကြောင်းပြချက်ခိုင်လုံမှုမရှိဘဲနဲ့အင်အားသုံးပြီးအတင်းအဓမ္မဖျက်ဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်ပိုင်းမှာမရန်ကုန်မြို့နယ်အမှတ်9ရပ်ကွက်သစင်ယုံလမ်းအတွင်းမှာရှိတဲ့နေအိမ်အလုံး100ကျော်ကိုစစ်တပ်ကစစ်ကားဗဟိုကားများအပါအဝင်အင်အားအလုံးရင်းနဲ့ဝင်ရောက်ဖျက်ဆီးနေတယ်လို့သိရပါတယ်။အဲ့ဒီနေအိမ်များကိုဖျက်သိမ်းရမှာသက်ဆိုင်ရာကနေပြီးတော့တရားဝင်ဖျက်သိမ်းကြောင်းအမိန့်စာတစုံတရာထုတ်ပြန်ခြင်းမရှိဘဲနဲ့နှုတ်မိတ်နဲ့သာဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။မတ်လ19ရက်နေ့မှာနှုတ်မိတ်နဲ့ကြိုတင်သတိပေးမှုတချို့ရှိခဲ့တော့လေဒီနေ့မှာတော့ရက်ကွက်ဥက္ကဋ္ဌကိုယ်တိုင်လိုက်ပါပြီးတော့ဗဟိုးမြေတူးဆက်များဖော်ကားများနဲ့စစ်ကားများကိုအသုံးပြုကာအင်အားသုံးပြီးတော့ဖျက်သိမ်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။နေလာတာအနှစ်40ကျော်နေပါပြီဗျာ။ဒီကောင်နေအင်အားသုံးပြီးတော့ဖျက်သိမ်းနေတာပြည်သူတွေခမလမ်းပေါ်မှာဒီတိုင်းပဲရက်ကြည့်နေရတယ်။အိမ်တွေကိုဝင်ဖြတ်နေပြီလို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့တိုင်ကြားလာပါတယ်။အဲ့ဒီရက်ကွက်ဖြတ်သိမ်းရေးလုပ်ငန်းစဉ်မှာရက်ကွက်အုပ်ချုပ်ရေးမှုနဲ့အတူတစ်တော်ဌာနကတာဝန်ရှိသူများစစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များပါဝင်နေကြောင်းဒေသခံများရဲ့ပြောကြားချက်အရသိရပါတယ်။အဲ့ဒီရက်ကွက်ဖြတ်သိမ်းမှုမှာဗဟိုကား2စီးဖော်ကား2စီးနဲ့စစ်ကား2စီးကနေအင်အား100ဝန်းကျင်နဲ့ရက်ကွက်ထဲမှာရှိတဲ့နေအိမ်များကိုဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်တပ်ဘက်ကခိုင်လုံတဲ့အကြောင်းပြချက်နဲ့တရားဝင်စာရွက်စာတမ်းထုတ်ပြန်ခြင်းမရှိဘဲနဲ့ရုတ်တရက်ဖျက်သိမ်းခံရမှုကြောင့်နေအိမ်အလုံး100ကျော်ကမိသားစုဝင်များဟာအိုးမဲ့အိမ်မဲ့ဖြစ်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်မှာရှိတဲ့ရန်ကုန်မန္တလေးနဲ့နေပြည်တော်အပါအဝင်မြို့ကြီးများမှာ73စီဈေးနှုန်းများဟာတရက်ထဲမှာအဆမတန်ထိုးတက်သွားပြီးတဲ့နောက်စီဆိုင်များမှာစီရရှိရန်အတွက်ပြည်သူများဟာညလုံးပေါက်ညအိတ်တန်းစီပြီးတော့စောင့်ဆိုင်နေရသလိုမှောင်ခိုဈေးကွက်မှာလည်း
ဈေးနှုန်းများအစမတန်မြင့်တက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ20ရက်နေ့မှာ73စီရည်ညွှန်းဈေးနှုန်းများဟာ1လီတာကိုငွေကျပ်900ကနေ1200ကျော်အထိရုတ်တရက်မြင့်တက်သွားခဲ့ပြီးတော့92 octane 1လီတာကို3610ကျပ်980တက်သွားတယ်လို့သိရပါတယ်။95 octane 1လီတာကို3850ကျပ်920တက်သွားပါတယ်။ရိုးရိုးဒီဇယ်1လီတာကို4390ကျပ်1185ကျပ်တက်သွားပါတယ်။ Premium Diesel 1လီတာကို4820ကျပ်1260ကျပ်တက်သွားခဲ့ကြောင်းသိရပါတယ်။စီဈေးတွေတက်နေတော့လဲလက်တွေမှာတော့စီဆိုင်အများစုမှာစီမရှိခြင်းနဲ့အကန့်အသတ်နဲ့သာရောင်းချပေးခြင်းတို့ကြောင့်မှောင်ခိုဈေးကွက်များတအားကိုဖြစ်ထွန်းလာနေပါတယ်။လက်ရှိရန်ကုန်အပြင်မှောင်ခိုဈေးကွက်မှာဓာတ်ဆီ1လီတာကိုအနည်းဆုံးငွေကျပ်9000ဝန်းကျင်အထိဈေးပေါက်နေပြီးတော့အရေးပေါ်လိုအပ်နေတဲ့အငှားရင်မောင်းများနဲ့လူနာတင်ကားများဟာအဲ့ဒီဈေးနှုန်းနဲ့ဝယ်ယူနေရတဲ့အခြေအနေကိုဆိုက်ရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။ဈေးနှုန်းမြင့်တက်မှုနဲ့အတူစီပြက်လက်မှာကိုစိုးရိမ်နေတဲ့အတွက်ရန်ကုန်မန္တလေးနေပြည်တော်မော်လမြိုင်တောင်ကြီးနဲ့ဖမ်းမြို့များမှာရှိတဲ့စီဆိုင်တိုင်းမှာမနက်3နာရီခွဲလောက်ကလေးကကားတွေနဲ့ဆိုင်ကယ်တွေဟာယာနဲ့ချီပြီးတော့တန်းစီနေကြပါတယ်ရန်ကုန်မြို့အင်းစိန်မြို့နယ်အတွင်းမှာရှိတဲ့ပြည်လမ်းမပေါ်မှာစီတန်းစီတဲ့ကားကြီးများဟာစောဝါးကြီးကုန်းကနေပြီးတော့မင်္ဂလာတုံစစ်ဆေးရုံအထိ2မိုင်ကျော်ခန့်ရှည်လျားနေပြီးတော့လမ်းပိတ်ဆို့မှုများပါဖြစ်ပေါ်နေပါတယ်စစ်ခွေးတွေဘက်က73စီလုံလောက်မှုရှိတယ်ဆိုပြီးတော့ထုတ်ပြန်ထားတော့လေတကယ်လက်တွေ့မြေပြင်မှာတော့စီဆိုင်တချို့ပိတ်ထားရခြင်းသို့မဟုတ်ကားတစ်စီးကိုစီ10လီတာသို့မဟုတ်ငွေကျပ်3000ဘို့ခန့်သာလျင်ကန့်သက်ရောင်းချပေးနေခြင်းတို့ကြောင့်ခီးဝေးသွားမဲ့သူများနဲ့အငှားရင်မောင်းများအလွန်အခက်တွေ့နေရပါတယ်အင်းစိန်မြို့နယ်ကပြည်သူတအူးကဘာလို့အတန်းတွေဒီလောက်ရှည်သွားလဲမသိဘူးဗျအရင်ရက်တွေကတော့ပုံမှန်ပဲရှိတာအခုကတော့2မိုင်ကျော်ကြီးကိုတန်းနေကြတာစီဆိုင်ရှိမှာပဲညအိတ်တန်းစီနေရတဲ့အထိဖြစ်နေပြီအပြင်မှာဝင်ရင်လည်း1လီတာကို9000လောက်ဖြစ်နေပြီဆိုတော့တာမန်သူတွေအတွက်ကတော့တော်တော်လေးကိုခက်ခဲသွားပြီလို့ပြောဆိုထားပါတယ်မန္တလေးမြို့မှာလည်းစီဆိုင်တချို့ပိတ်ထားပြီးတော့နေပြည်တော်မှာတော့အကန့်အသတ်နဲ့သာရောင်းချပေးနေတဲ့အတွက်73စီအကြက်တဲများဟာပြည်သူများအတွက်ကြီးမားသောဝင်တော့ဝင်ဖို့တစ်ခုဖြစ်လာနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာသတင်းများကိုတင်ဆက်ပြီးသွားတဲ့အခါမှာတော့ထုံးစံတိုင်းပဲနောက်ဆုံးရရှိထားတဲ့ဗီဒီယိုဖိုင်လေးတွေကိုအတူတူကြည့်လိုက်အောင်ဗျာဒီတစ်ခါပထမဆုံးကြည့်ရမယ့်ဗီဒီယိုဖိုင်ကတော့မနေ့ကကျွန်တော်တင်ဆက်ပေးသွားတဲ့လမ်းဘေးဈေးတွေကိုရက်ကွက်ထဲမှာရှိတဲ့အောက်တန်းစားတွေဖြစ်တဲ့ရက်ကွက်ထဲမှာရှိတဲ့အောက်တန်းစားတွေဖြစ်တဲ့အရန်မီးသက်တို့စီပင်တို့နော်မြို့နယ်ဘာညာရက်ကွက်အုပ်ချုပ်ရေးမှုဒီကောင်တွေကလမ်းဘေးဈေးတွေကိုရိုးရိုးတာမန်ပါဇက်နဲ့ပြောတာချင်းမဟုတ်ပဲနဲ့အခုဆိုရင်လက်ပါပြီးတော့အတင်းဖယ်ရှားခိုင်းနေပြီးပစ္စည်းတွေကိုသိမ်းဖို့လုပ်နေတဲ့ဗီဒီယိုဖိုင်မှာကဲအတူတူကြည့်လိုက်အောင်ဗျာလောက်ပါရင်ချင်တော့ကဲလိုက်ပါမယ်ချင်တော့ဟုတ်ကျွန်တော်ကောင်းရောက်ကောင်းဝလည်းလှုပ်ရှားနေရတော့ကျွန်တော်ကောင်းရောက်ကောင်းဝလှုပ်ရှားနေရတော့အဲ့ဒါမမနိုင်ဘူးဘိုက်ခွဲပါလားအဲ့လိုတော့ကျွန်တော်ကနားပြင်မှာရောက်လာဝင်မယ်ဆိုရတယ်ငါတို့ဝင်ကျွန်တော်တို့ရုံရင်းဆန်ခဖြစ်နေပါလေဒီမှာအထက်ကလူကြီးတဲ့အကောင်လုံးဟိုလောက်ပေးကြပါဦးကျွန်တော်တို့ဒီမှာလောက်ပေးကြပါဦးဒီမှာလေးကျွန်တော်တို့တားပဲဟိုလက်နဲ့ဒီလာပြီးမှလာခဏအမြဲတမ်းလာဖားနေကြပါတယ်ဒီမှာကျွန်တော်တို့ရုံရင်းဆန်ခဖြစ်နေပါတယ်ဒီမှာကျွန်တော်တို့ပဲရုံရင်းဆန်ခဖြစ်နေကြပါတယ်အများတော့ထက်ကလူကြီးတဲ့အများဆုံးလာလုပ်ပေးပါဦးကျွန်တော်တို့စစ်ဘေးဒုက္ခတွေမအကောင်လုံးဒီမှာစိန်ခေါ်နေပါတယ်ပြေးဈေးတယ်အကုန်စိန်ခေါ်နေပါတယ်ဒီမှာကဲကြည့်အောင်ဗျာเนาะကျွန်တော်တို့ဗီဒီယိုမှတ်တမ်းယူတဲ့အခါမှာလဲကျွန်တော်အထင်တော့နောက်ဆုံးအဲ့ဒီအမကြီးကိုเนาะဖုန်းသိမ်းတာတို့ဖုန်းကိုရိုက်ချလိုက်တာတို့ဖြစ်လိမ့်မယ်เนาะနောက်ဆုံးအနေထားမှာပြောလို့မရဘူးလူတော်မှရိုက်ခံရနိုင်တယ်ဒီပုံစံကအခုဆိုရင်လူတိုင်းကအခုကျွန်တော်တင်ပြလိုက်တဲ့ဗီဒီယိုဖိုင်ဆိုလို့ရှိရင်ဒါနေဘက်မှာဖြစ်နေတဲ့ဗီဒီယိုဖိုင်ပေါ့အခုဈေးသည်တွေကိုကြည့်ရတာလဲတောင်ပေါ်ဒေသဈေးသည်တွေဖြစ်ပါလိမ့်မယ်သူတို့ရဲ့အခက်အခဲကလက်ရှိစစ်ဘေးရှောင်နေရတဲ့ပြည်နယ်တွေကနေပြီးတော့ငွေကြေးအခက်အခဲကြောင့်ရတဲ့သီးနှံလေးတွေကိုရောင်းချပြီးစားနေရတဲ့ဈေးသည်တွေပါလမ်းဘေးမှာရပ်ထားပြီးတော့ဈေးရောင်းနေတဲ့အခါမှာလဲလမ်းနဲ့တော်တော်လေးကိုလှမ်းတာကိုတွေ့ရပါတယ်ကျွန်တော်တို့လမ်းပေါ်မှာတက်ရောင်းနေရင်လည်းတစ်မျိုးပေါ့ဗျာအဲ့ဒီပြဿနာကပြီးခဲ့တဲ့1ရက်လောက်ကလေးကဖြစ်နေတာကိုအခုဒီကနေ့မှာတော့သူတို့ဘက်ကနေပြီးတော့ဒါစစ်ခွေးတွေရဲ့လက်အောက်ခံနော်ရံမီးတပ်တို့ရက်ွက်လူကြီးတို့အဲ့ဒီကောင်တွေကအဲ့ဒီအောက်တန်းစားတွေကထုံးစံအတိုင်းသူတို့သတိပေးပြီးပြီပေါ့ဗျာ
ဒီကနေ့မှာတော့မဖယ်သေးဘူးဈေးဆက်ရောင်းနေတယ်ဆိုရင်သိမ့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဈေးသည်တွေနဲ့ရုံးရင်းဆန်ခတ်ဖြစ်ကြတာပါအခုလိုမျိုးအထက်ကခိုင်းလို့ပါဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့လှုပ်ချင်တိုင်းလှုပ်နေကြတဲ့သခင်အားရကျွန်ဘာဝကျွန်စိတ်မပြောက်တဲ့ကောင်တွေကြောင့်ပြည်သူလူထုတွေဒုက္ခရောက်နေရပါတယ်ခင်ဗျာဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုလေးတစ်ခုဆက်ပြီးတော့ကြည့်လိုက်အောင်ဗျာဟုတ်ကဲ့ပါဒီတစ်ခါကြည့်ရမယ့်ဗီဒီယိုဖိုင်ကတော့ငိမ့်ချမ်းရေးအတွက်လမ်းလျှောက်နေတဲ့ဦးငါမင်းဆွေကြီးကနေပြီးတော့ကျော်စိုးဦးဆိုတဲ့အောက်တန်းစားကိုဘယ်လိုမျိုးတွေပြန်ပြီးတော့ဒဲဆော်ထားသလဲဆိုတာကြည့်လိုက်အောင်ဗျာ တမတော်က PDF လူရဲ့900ကျော်ရဲ့အသက်ကိုကယ်လိုက်တာတဲ့တလွဲတွေပြောတယ်ဗျာအဲ့ဒီကိုကျော်စိုးဦးတော့ခင်ဗျားလဲတော်တော်တလွဲပြောတဲ့လူဗျာခင်ဗျာတမတော်က PDF လူရဲ့900ကျော်ရဲ့အသက်ကိုကယ်လိုက်တယ်တဲ့အဲ့ဒါတလွဲဖြစ်နေတယ်ဗျာဟောခင်ဗျာဟိုလာဖားရင်လည်းကြည့်ပြီးတော့လည်းဖားအောင်ခင်ဗျာနော်ကိုကျော်စိုးဦးနော်ခင်ဗျာတမတော်ကိုဖားရင်လည်းကြည့်ပြီးဖားအောင် ဟုတ်ကဲ့ပါဒါတော့မနေ့ကပဲကျွန်တော်တို့เนาะလူငယ်900ကျော် PDF 900ကျော်အလင်းဝင်လာပါတယ်ဆိုပြီးတော့စစ်ခွေးတွေကသူတို့အချင်းချင်းတွေ brain wash တွေလုပ်ဝါဒတွေဖြန့်တဲ့သတင်းမှာတော်တော်လေးကိုလွဲနေတဲ့အလွဲတွေကိုတွေ့နေရပါတယ်เนาะကျွန်တော်တို့စစ်သားတွေဝစ်တဲ့စစ်ခွေးတွေဝစ်တဲ့အင်ကြီးတွေမှာ PDF ဗတ်တစိတ်တွေကိုလက်မောင်းမှာကပ်ပေးလိုက်တဲ့ပုံစံမျိုးလိုပါတော့ပေါ့ဗျာเนาะကျွန်တော်တို့တချို့သတင်းတွေမှာဆိုလို့ရှိရင်အဲ့ဒီအချုပ်ဆိုင်တော်မှာပြန်ပြီးတော့ဖမ်းဖို့လုပ်နေတဲ့တောင်ပြောတယ်ဘာကြောင့်လဲဆိုတော့စစ်ခွေးတွေရဲ့အင်ကြီးတွေမှာ PDF တွေရဲ့ဗတ်တစိတ်ကအဲ့လိုမျိုးလက်မောင်းမှာအဲ့ဒီနေရာမှာရှိတာမဟုတ်ဘူးဗျာเนาะနေရာလွဲနေတာကိုပြောချင်တာပေါ့ပြီးတော့နောက်တစ်ခုကသူတို့ MNDA တို့ TNL တို့စသဖြင့်တိုက်ရင်တပ်ဖွဲ့တွေပေါ့ဗျာအဲ့ PDF တွေရဲ့ဒစိတ်တွေရှိတယ်အဲ့ဒီဒစိတ်တွေကလည်းတော်တော်လွဲနေတာဗျာเนาะဖောက်နေရအစလွဲနေတယ်သူတို့ရိုက်ထားတာတွေကအဲ့ဒါတွေကိုထောက်ပြတဲ့အနေနဲ့ငါးမင်းဆွေကြီးကနေပြီးတော့ပြန်လဲပြီးတော့ကျော်စိုးဦးဆိုတဲ့မသားကိုပြန်ဖျဲလိုက်ခြင်းပဲဖြစ်ပါတယ်တော်တော်လေးလည်းရည်ရတယ်ဗျာเนาะဟုတ်ကဲ့ပါအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ပတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ